electron beam ကဒီလိုလာတယ်ဆိုပါစို့အဲ့လိုမျိုးဒုတိနဲ့ပြတယ်ဆိုရင်သူကစာရွက်ဘယ်ကိုဝင်မှာလဲအတွင်းကိုဝင်မှာလားအပြင်ကိုထွက်မှာ electron beam လို့ရေးထားတယ်နော် electron က conventional current direction မဟုတ်ဘူး electron direction ကိုပြောရင်ဆရာတို့က current ကိုပြောင်းပြန်တယ်သူက electron direction နဲ့ current direction နဲ့ပြောင်းပြန်ဟုတ်ပြီနော်အခုကသူပြောတာ electron direction နဲ့ပြောတာလား current direction နဲ့ပြောတာလားဆိုတာကိုဆရာသိဖို့လို့သူကရေးထားတာ electron beam လို့ပြောရင် current အနေနဲ့ဆိုရင်ဒီဘက်ကိုစီးတယ်လို့ယူရအောင်နော်အဲ့ကြရင်အဲ့ဒီ particle လေးတွေကစာရွက်အထဲကိုဝင်သွားမလားဒါမှမဟုတ်ရင်စာရွက်ကိုဒီဘက်ကိုဖောက်ထွက်မလားဆိုတဲ့ဟာအခုဒီပုံမှာဘယ်လိုပြရမလဲ y ဝင်သွားတယ်အဲ့တော့စာရွက်ဒီ2 dimension နဲ့ပြရင်တော့ဆရာတို့ကစာရွက်ထဲကိုဝင်သွားတယ်လို့ပြောအဲ့ကြရင်ဟိုဒါမျိုးလေးနဲ့ပြနော်ဒီလိုမျိုးသင်္ကေတလေးအဆက်လေးနဲ့ cross လေးနဲ့အခု current direction ကိုပြတဲ့အခါမှာသူကဒီမှာတွေ့လားဒီခု motor မှာလေ current စီးနေတာဒီ cross လေးကကြတော့ဘာပြောတာလဲဆိုတော့အထဲကိုဝင်တာအဆက်လေးကကြတော့အပြင်ကိုထွက်တာဒါဆိုဆရာတို့က2 dimension နဲ့ပုံမှာပြတဲ့အခါကျတော့တခြား dimension ကိုပြဖို့ခက်တဲ့ကြတော့ဆရာတို့သင်္ကေတထည့်လိုက်တယ်အဲ့ဒီအဆက်လေးနဲ့ cross လေးနော်ဒီဘက်ပထမဆုံး A ပုံမှာဆိုရင်အဆက်လေးက A ပုံမှာဆိုရင်ဒီမှာအဆက်လေးရှိတယ်အဲ့ဒီအဆက်လေးနဲ့ B ပုံမှာဆိုရင်ပါလေ cross လေးနဲ့တွေ့ရနော်ဟုတ်တဲ့ရဲ့ direction က current ကိုပြောတာနော် current ကအထဲကိုဝင်သွားတယ်ဟိုအပြင်ကိုထွက်လာအဆက်ကအပြင်ကိုထွက်လာမြားထိတ်လေးပေါ့မြားကိုပုံသားပြတာမြားဒီ cross ဆိုတဲ့ဟာကမြားကိုဆရာတို့ကဒီ section ဖြတ်ပြီးကြည့်လိုက်လို့ရှိရင်မြားဖင်လေးရပြီတွေ့မြားထိတ်လေးကြတော့ခြုံလေးဆိုတော့ဆရာတို့ကအဆက်လေးနဲ့တွေ့အဲ့တော့အဆက်လေးပြီးအပြင်ကိုထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ် cross လေးကကြတော့အထဲကိုဝင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့သေချာကွဲအောင်ရှိနော်အဲ့တော့အဲ့ဒီမှာနံပါတ် A ပုံစံကိုကြည့်ရင် current မှာ A ဘက်အချမ်းမှာအပြင်ကိုထွက်လာ current ကအပြင်ကိုထွက်လာတဲ့ direction B ကကြတော့ဘာဖြစ်မလဲအထဲကိုဝင်သွားတဲ့ direction အဲ့ဒီကြလို့ရှိရင် motion လို့ခေါ်တဲ့ဒီ direction ကဘယ်ကိုသွားမလဲဆိုတာနော် motor မှာ left hand rule ကိုသွားမယ် Fleming left hand rule ဒီ rule ကိုသွားမယ်နော်အဲ့တော့ current စီးနေတဲ့ direction ကို second finger magnetic field ရှိနေတဲ့ direction ကို first finger ခုန motion ဖြစ်နေတဲ့ direction ကိုလက်မထောက်တန့်အဲ့ဒါကိုမှတ်ချင်တဲ့နည်းနဲ့မှတ်လို့ရတယ်အဲ့တော့ဆရာဦးနေကပြောရတဲ့ဒီလေးဆိုရင် father mother child ဆိုပြီးမှတ်လိုက်နော် F ဆိုတာ father ပေါ့ M ဆိုတာ magnetic field mother ပေါ့ C က current child ပေါ့အဲ့လိုသုံးခုမှတ်နော်အဲ့တော့ကိုကလက်ထောင်တဲ့အခါမှာတစ်ခုနဲ့တစ်ခုကို perpendicular ဖြစ်အောင်သေချာထောင်ဖို့လို့ဟုတ်ပြီနော်ဒါမှမဟုတ်ရင်လက်ကြီးကိုဝေးတဲ့ direction လွဲသွားရင် direction လွဲပုံအဲ့တော့ကိုသိနေတဲ့ direction နှစ်ခုရှိတယ်နောက် direction ဘယ်ကိုသွားမလဲဆိုတာသုံးဖြစ်တယ်ဥပမာ magnetic field သိမယ် magnetic field ကတော့သိတာ not to south နောက်သိမယ် south သိမယ် magnetic field သိပြီးရင် current direction သိတာများတယ်အဲ့တော့အခု motor လို့ပြောရင်ဆရာတို့က current ကိုပေးမှာလား current ထွက်မှာ motor current ပေးပြီလေ current ပေးပြီလေအဲ့တော့ current ပေးမှာဆိုတော့ current သိမယ် magnetic field ကတော့ magnet ကတော့မသိကြအောင်သိမယ်အဲ့နှစ်ခုသိမယ်အဲ့တော့ကျန်တဲ့ဟာသိဖို့လိုတာပါလေဒီ motor ဘယ်ဘက်ကိုလဲမလဲဆိုတာကိုရှာမယ်အဲ့ဒါအဓိကမေးတာလေကောင်းပါဟုတ်ပြီနော်ခုနဒီဘင်းလေးမှာဆိုလဲအဲ့လိုပဲ magnetic field ကိုပေးထားတယ် current စီးမဲ့ direction ပေးထားတယ်ဘယ် direction ကိုသွားမလဲဆိုတာပြီး motor effect အဲ့ left hand rule ကိုတော့ပြီးတော့ရှင်းမယ်အဲ့ဒီမှာနောက်ပြီးတော့မေးလေးမေးတာရှိတာကဒီ slip ring commutator ဘာလို့သုံးရလဲဆိုရင်ဒီ slip ring commutator မရှိဘူးဆိုရင်ဒီ motor မှာ direction တစ်ဖက်ကိုပဲလဲပြီးရင်သူကရက်သွားမယ်တစ်ဖက်ကို direction ပြောင်းပြီးတော့လဲဖို့အတွက်ကဒီ commutator နေပြီးတော့ over ဒီဘက်ကိုမလုပ်ပေးနဲ့ positive negative ကို change ပေးသူ change ပေးနေလို့ဒီဘက် coin ကဒီဘက်ချမ်းရောက်သွားလို့ရှိရင်ဒီ
စီးဆင်းမဲ့ direction ကတသမတ်တည်းဖြစ်ပြီးတော့သူကအောက်ကိုဆွဲချသွားမယ်ဟိုဘက်ရောက်သွားလို့ရှိရင်အပေါ်ကိုတွန်းတွန်းတင်အဲ့တော့လဲနေတဲ့ direction ကဇက်တိုက်ပါဖြစ်နေတယ် continuous ဖြစ်နေတော့ဒီ slip ring commutator လောက်လုပ်ပြီးအဲ့တော့အဲ့ဒါဘယ်လိုလုပ်လဲဆိုရင်ဒီကုန်းကလည်းခဏမေးတာရေးကျင်ထားတာလေးလုပ်နော်မေးခွန်းတွေဖြေရင်လည်းတွေ့ပါလိမ့်နော်မော်တာအဖက်မှာဆရာတို့ဘာတွေလုပ်ရလဲမော်တာတစ်ခုလည်းမဟုတ်ဘူးခေါင်းလောင်းတွေလုပ်လို့ရတယ်အခုဆရာတို့နားထောင်ပချင်းနားထောင်နေတဲ့ speaker တွေနော်နောက်အများကြီးပဲပေါ့ electromagnet ကိုပေါင်းပြီးတော့လုပ်တဲ့ပစ္စည်းမော်တာအဖက်ကားရန်ဝင်ပြီးတော့ magnet ဖြစ်စေနောက်နေ့ဆော့ဘယ်လိုခွဲလဲအဲ့တော့သူကြတော့ဘာကိုကြည့်မလဲဆိုအခုဒီဘက်ပိုးပေါ့ဒီဘက်ချမ်းနေဆရာတို့အများလေးထိုးလိုက်ဒီလိုလဲတာဒီ clockwise လား counter clockwise ကြည့်နေတဲ့ချမ်းနေ counter clockwise လေ counter clockwise ဆိုရင်ဆရာတို့ကဒီ no ညာလေဒီလိုလဲတာလေဒီလိုလဲတာပေါ့ဒီလိုလဲတာပေါ့အဲ့တော့ counter clockwise အဲ့ counter clockwise ဒီဒါ no အဲ့တော့ဒီဘက်ချမ်းက no ပိုးပေါ်မယ်ဆိုရင် no ပိုးပေါ်ရင်ဟိုဘက်ချမ်းကစောက်ပိုးအဲ့တော့စောက်ပိုးကိုကြတော့ဘာနဲ့ကိုစားပြုလဲဆို S နဲ့ကိုစားဒီလိုမျိုးလေးညားလေးကိုဒီလိုထိုးအဲ့ပြားဝိုင်းလို့ထိုးတော့ဒီလိုလာတယ်ဆိုတော့ clockwise ကိုကိုစားပြုအဲ့ဒီဘက်ချမ်းနေကြည့်ရင်ဒါဒီ current စီးနေတဲ့ direction က clockwise မဟုတ်ဘူးညာဘက်ချမ်းနေဆရာတို့ကြည့်ရင်ဒီ current သွားနေတဲ့ direction က clockwise ဖြစ်သွားအဲ့တော့ clockwise ဖြစ်တဲ့အခါတော့ဆရာတို့က S နဲ့ကို S ဆိုတော့ဒါစောက်ပိုးဒီဘက်ချမ်းနေကြည့်ရင် anti clockwise ဆိုရင်ဆရာတို့က N နဲ့ကိုစားပြု N ဆိုတော့ not N ကိုဒီလိုမြားလေးတက်လိုက်တာ counter clockwise ကိုပို့အဲ့လိုလေးဟိုဟာသင်္ကေတနဲ့မှတ်တာအဲ့တော့ current စီးနေတာကိုကြည့်ဘယ်ကောင်အဲ့ဆိုရင်အောက်ကကောင်ဒီမှာဆရာတို့စာရေးရေးထားတော့သိပြီဒီမှာ not solve မရေးထားအောင်ဆိုဘာလို့ not solve ဖြစ်သွားလဲဆိုတော့ပြေခွဲကြည့်ဒီအောက်က point ကိုကြည့်လိုက်ဘယ်ဘက်ချမ်းကြည့်ရင် clockwise လား anti clockwise current လဲစီးရတာလေ anti clockwise anti clockwise ဆိုဘာနဲ့ကိုစားပြုလဲဆိုရင် N နဲ့ကိုစားပြုဒါဆိုရင်ဒီဘက်က not ပေါ့ဒါဆိုဒီဘက်ကစောက်ပေါ့ခွဲထားတယ်ဒီမှာအဲ့တော့ magnetic field ရှိနေတဲ့အထက်ကို wire ကြိုးသို့မဟုတ် conductor ပေါ့ conductor ကို cut out လုပ်တယ်ဖြတ်သွားအဲ့ကြရင် magnetic field တက်ခံရတဲ့ချက်ဖြစ်တယ်ဆိုတစ်ချက်တည်းဖြတ်ရုံနဲ့မရဘူးပြန်ဖြတ်တစ်ချက်တည်းဖြတ်ရင်တော့တစ်ခါတည်းနဲ့သူကပြီးသွားဆက်ပြီးတော့လုံးနော်တစ်ချက်ဖြတ်လိုက်တာနဲ့သူကတိတာဒီမှာ galvanometer လေးမှာ current စီးသွားကြအောင်ပြအပေါ်တင်မယ်ဖြစ်ဖြစ်အောက်ကိုချရမယ်အဲ့ကြတော့ဘာ rule သုံးလိုက်လဲဆိုတော့ Fleming ရဲ့ right hand rule motion ကအပေါ်လားအပေါ်လားတောင်းပါအဲ့သူကကျတော့ဘာဖြစ်လို့ဆိုတော့ပြောင်းပြန်ကို motion ပေးပြီးတော့ current စီးအဲ့သူကကျတော့ current motion ကဘယ်ဘက်ကိုပေးရင် current ကဘယ် direction ကိုစီးမယ်ဆိုပြီးဖြစ်သွားတော့ဟိုပထမတစ်ခုကကျတော့ current ဘယ် direction ကိုစီးရင် motion ကဘယ်ဘက်ကိုသွားမလဲဆိုတာက motor effect နော် motion ဘယ်လိုပေးရင် current ဘယ်ဘက်ကိုစီးမလဲဆိုတာက generator effect နော်အဲ induced voltage လို့လည်းခေါ်တယ်နော် induced voltage အဲ့တော့ခုနဒီကောင်ကတော့မြောင်းမြန်ဖြစ်သွား solenoid လောက်ထားတယ်အဲ့ solenoid ထဲကို current စီးမှာမဟုတ်ဘဲနဲ့ sunlight ကိုပေးလိုက်ပြီးတော့ current ပြန်စီးမှာဟိုပထမတော့ကြတော့ဒီ solenoid ထဲကို current ထည့်ပြီးတော့ဒီ solenoid မှာ sunlight ဆက်ကွင်းပေါ်တယ်အဲ့ကြရင် not solve ဘယ်လိုဖြစ်မလဲဆိုရှင်းပါအခုကျတော့အဲ့လိုမဟုတ်ဘူး sunlight ဖြစ်ပြီးသား sunlight ရဲ့ not solve ကိုသူ့စီကိုလာအဲ့ကြောင့်ပထမတစ်ခုကိုဒေချာရှင်းအောင်မှတ်ထားလို့ဒီမှာမလျှော့နော်ဟုတ်ပြီဒီမှာသူကကြတော့ဘယ်လိုမှတ်မယ်ဆိုရင်သူ့စီကိုလာတွန်းရင်သူကပြန်တွန်းမယ်ဘာဖြစ်မလဲမှာတန်လိုက်တုံးနဲ့သူ့စီကိုတွန်းမယ်ဆိုသူ့စီဘာပြန်လုပ်မလဲသူကတန်လိုက်တုံးကိုဘာပြန်လုပ်မလဲ react လုပ်မယ်ဆိုရင်ဘာလုပ်မလဲတွန်းမလားဆွဲမလားသူကစက်ကျင်ဘက်တယ်လေဆိုသူကတွန်းမယ်ဆိုရင်သူကဒီ
ဒီဒီပါလေ solenoid ကနေပြီးတော့တန်လိုက်ကိုဘာဖြစ်လဲပြန်ပြီးတုံးတယ်တခါ direction ပြောင်းပြန်ဆွဲမယ်ဆိုရင်တန်လိုက်တုံးကိုဆွဲသွားရင်တန်လိုက်တုံးကိုကွိုင်ရနေပြီးတော့ပြန်ဆွဲမယ်ဒါဆိုရင်ဘာပိုးဖြစ်မလဲဆိုတာကိုသိတန်လိုက်တုံးကဒီဘက်က not ပိုးကနေပြီးတော့ဒီ solenoid ရှိတဲ့ဘက်ကိုclose လုပ်တွန်းတယ်ပေါ့တွန်းလိုက်တယ်အဲ့ကြရင် solenoid ကပြန်တွန်းတယ်ဆိုတာနောက်ဘက်ကနေပြီးတော့ solenoid ဘက်ချင်းမှာဘာနဲ့ပြန်တွန်းမှာဘာဖြစ်မှတွန်းတဲ့အဖက်ပေါ့နောက်ကိုတွန်းမယ်ဆိုတော့ဘာဖြစ်မှတွန်းနောက်ဖြစ်ပါရဲ့နောက်ဖြစ်မှတွန်းအဲ့တော့ solenoid ဘက်ကနောက်ဖြစ်မယ်ဆိုတာအဲ့တော့ဒါဆိုရင် solenoid ဘက်ကို south pole ဘက်ကနေပြီးတော့လာတွန်းမယ်ဆိုရင် solenoid ဘက်မှာ south pole ပေါ့အဲ့တော့ဒီဘက်ကိုပြန်ဆွဲသွားမယ်ဆိုရင် north pole ဖြစ်မယ်အဲ့တော့ဆန့်ကျင်ဘက်တွေဖြစ်အမှတ်ကလွဲပါနော်ဒါက generator effect ကိုဒီတက်လိုက်တုံးကိုဒီ solenoid နားမှာတွန်းလိုက်ဆွဲလိုက်သွားလုပ်တဲ့အချိန်မှာ solenoid မှာ magnetic effect ပေါ်လာအဲ့မှာနောက်ပိုးပေါ်မလားဆောက်ပိုးပေါ်မလားရှင်းတဲ့အခါမှာအဲ့တော့ solenoid ဘက်ကနောက်ပိုးဖြစ်နေတယ်ဘာ magnet ဘက်ကနောက်ပိုး solenoid ဘက်ကိုလာပြီးတော့တွန်းတယ်ဆိုရင် solenoid ကလည်းပြန်တွန်းတာပြောရမှာပေါ့ဘာနဲ့မှတွန်းလို့ရမှာဆိုနောက်ပိုးနဲ့မှတွန်းလို့ရမှာsolenoid မှာနောက်ပိုးပေါ့အခါဒီဘက်ကိုပြန်ဆွဲသွားပြီဆိုရင်ကြောင်းမြက်ဒီတန်လိုက်ကတစ်ဖက်ကိုပြန်ဆွဲရင်ဒီ solenoid ကလည်းတန်လိုက်ကိုပြန်ဆွဲတယ်ပြန်ဆွဲတဲ့အခါမှာပိုးမတူမှဆွဲလို့ရမှာဖြစ်လို့ကြောင်းပေါ့တန်လိုက်က not ပိုးဆိုရင် solenoid ဘက်ကဆောက်ပိုးဖြစ်အဲ့ကြရင် current ဘယ်လိုစီးမလဲဆို not ပိုးဆိုတော့ solenoid မှာ not ပိုးဖြစ်တယ်ဆိုရင်မှာ current direction လေးကိုဆွဲလိုက်ဒီမှာ n ပုံစံလေးဆွဲလိုက်ပြီးဒီမှာ not ပိုးအဲ့တော့ current ကဘယ် direction တိုင်းစီးပြီလဲ clockwise လား anti clockwise ဘယ်ပုံစံနဲ့စီးပြီလဲ anti not ဆိုတဲ့အတွက်ကြောင့်မို့ anti clockwise စီးတဲ့ကြောင့်မို့ coin ကိုဒီလိုပြောင်းပြန်ပတ်တဲ့အတွက်ကြောင့်မို့ current ကဒီဘက်ကိုထွက်သွားထွက်သွားတဲ့ဘက်က positive ဝင်လာတဲ့ဘက်က negative အဲဆိုဒီဘက်ပြန်ဆွဲပြီဆိုရင် polarity က change သွားတယ်ဒီဘက်ကိုပြန်ဝင်တဲ့ဘက်က negative ဖြစ်ပြီဒီဘက်က positive ဖြစ်ပြီအဲ့တော့အပြန်အလှန်ဒီတန်လိုက်တုံးလေးကိုဒါရှေ့တိုးနောက်ဆုတ်လုပ်ပြီးနေ alternating current လို့ခေါ်တယ် AC current ထွက်ဟိုဘက်ပြောင်းလဲဒီဘက်ပြောင်း positive ဖြစ်လိုက် negative ဖြစ်လိုက်ဘယ်လိုဖြစ် current direction စီးမလဲဆိုတာလည်းဆုံးဖြတ်တယ်နော်အဲ့တော့တန်လိုက်ရဲ့ not pole ကို solenoid ဘက်ကိုဦးတည်ပြီးတော့ဆွဲလာပြီဆိုရင် solenoid ရဲ့ဦးတည်ပြီးတော့တွန်းတဲ့ဘက်က not pole ပုံမယ် not pole ဆိုတော့ anti clockwise direction တိုင်း current စီးမှတ်လို့ရအောင်အဲ့တော့ motor effect တုံးကကျတော့ဆရာတို့ကဒီဘက်က left hand rule ကိုသုံးခဲ့နော် motion သို့မဟုတ် force သာသာမှာစောက်တုံးတဲ့တုံးကရေးထားတဲ့သင်္ကေတနဲ့သုံးလုံးမတူဘူးဒါပေမဲ့ကိုမှတ်မိတဲ့သင်္ကေတနဲ့ကိုယ့်ကိုမှတ်ထားမယ်နော်ဒီပြောင်းတယ်အခုကတို့သုံးမှာ right hand rule ကိုသုံးဟုတ်ပြီဒီမှာဆိုရင် motion ကိုအခုကတော့တို့ကတော့ motion ပေးပြီးတော့ current ပဲဒီဘက်ကိုစီးမလဲဆိုတာဆုံးဖြတ်အဲ့တော့ motion ကဘက်ဘွားအဲ့တော့လက်မလေးကိုပေါ်ထောင်လိုက်တူတိုင်းလေးအဲ့တော့ first finger ဖြစ်တဲ့ဒီ magnetic field ရှိတဲ့ဘက်ကို not to south ကိုညွှန်လိုက်ဒါဆိုရင် current ဘယ်ဘက်စီးမလဲဆိုရင်စာအုပ်ရဲ့အပြင်ကိုစီးမယ်ဆိုရင်ဒါဆိုရင် wire ကြိုးကို motion ကို downward ပေးလိုက်ရင်ဘယ်ဘက်ကိုပြန်စီးမလဲအောက်ကိုစီးဘယ်ဘက်ကိုစီးမှာစာအုပ်ရဲ့အတွင်းနဲ့အပြင်နဲ့နှစ်ခုပဲရှိတယ်အတွင်းစီးစာအုပ်ရဲ့အတွင်းဘက်ကိုပြောင်းသွားမယ်ရှင်းမယ်နော်ဟုတ်ပြီဒီမှာကျတော့ AC generator ပေါ့သူကကျတော့ equilibrium commutator သုံးကြမလို့ AC ဆိုတော့ဟိုဘက်ဒီဘက်ပြောင်းတာဖြစ်တော့ကြောင်း equilibrium commutator ကြီးထည့်ဆိုတော့ DC မှာပဲထည့် DC ကတစ်ဖက်သက်တည်းပြောင်းတာဒီဘက်တစ်ဖက်လုံးကိုသူက positive ကြီးပဲသွားခြင်းတယ်ဒီဘက်တစ်ချမ်းလုံးကို negative ကြီးပဲသွားခြင်းနော်သူက commutator ခံ equilibrium commutator AC ကတော့ဒီလိုနော် generator မှာကျတော့ဒီမှာသူလောက်ထားတာထွက်လာတဲ့ coil ရဲ့အထွက်မှာဒီဘက် ring တစ်ခုကို wire ဒီထွက်လာမဲ့ coil ရဲ့တစ်ဖက်ကို ring တစ်ခုကို connect လုပ်လိုက်တယ်
နောက် coin ရဲ့တစ်ဖက်ကိုကြာတော့ဒီမှာ connection လေးတွေ့လာအထက်မှာ wire ကြိုး connection လေးပေးကြတယ်ဒီအထွေကနေထွက်လာတဲ့ coin ရဲ့အစဒီ coin ရဲ့အစတို့ဒီမှာဒီဘက် ring ကို slip ring ကိုချိန်တာဒီဘက်ကထွက်လာတဲ့ coin ရဲ့အစကိုကြာတော့ဒီ ring ကိုချိန်မြင်တယ်နော်နှစ်စတစားကိုတကွင်းစီသူက positive negative ပြောင်းသွားမှာဆိုနော်အဲ့တော့ဒီလိုမျိုးတက်လာဒီကောင်အပေါ်ကိုလည်နေတဲ့အချိန်မှာဒီဘက် channel ကားတွေမှာဒီဘက်ကိုစီးလို့စီးနေပြီးလဲပြီးတော့ဒီ coin ကဒီဘက် channel ရောက်လဲရောက်သွားတယ်နော်သူကဒီတိုင်းနဲ့ဆက်ထားတယ်ဒီဘက် coin ကဒီဟာနဲ့ပဲတစ်ဆက်တည်းဆက်ဒီဘက်ကျတော့သူက downward ဖြစ်သွားအောင် magnetic field ကို downward ဖြစ်သွားတော့ current direction ဘာဖြစ်သွားဒီဘက်ကိုထွက်ရနေပြီးတော့ဘာဖြစ်သွားလဲ တော့ဝင် ဒီထဲကိုပြန်ဝင်သွားတယ်အဲ့ကြရင်ဒီကောင်ကဝင်နေရနေပြီးတော့ဒီဘက်ကိုပြန်ထွက်အဲ့တော့ဒီ current direction က coin လိုက်ပြောင်းတဲ့အချိန်မှာဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဟိုဘက်သွားလိုက်ချိန်အဲ့ဒါကြောင့်လို့ AC current ထွက် AC လို့အဲ့ဒါကို DC ဖြစ်ချင်တော့ခုန slip ring commutator ခံအဲ့ဒါ DC ဖြစ်တာအဲ့တော့ graph တွေနဲ့ကြည့်မယ်ဆိုရင်ပထမဆုံးစချင်းမှာသူကထောင်ထားတဲ့ condition ပေါ့ထောင်ထားတဲ့ condition မှာဆိုရင်သူက force ကအနည်းဆုံး current အနေနဲ့ဆိုရင်လည်း voltage အနေနဲ့ဆိုရင်အနည်းဆုံးအဲဆို magnetic field နဲ့သူကလုံးဝလွတ်တဲ့ condition ဖြစ်တွေ့လား particle direction တိုင်းအဲ့တော့ magnetic field ရဲ့ direction နဲ့ coin နဲ့အပြိုင်ဖြစ်တယ်ဘယ်လိုမျိုးဒီ direction နဲ့ဒီ coin နဲ့တစ်သားတည်းဖြစ်တယ်အဲ့ကြလို့ရှိရင် induce voltage မထွက်ဘူးအဲ့တော့ voltage ကဒီမှာ0ဖြစ်တယ်ဒီမှာတော့ current နဲ့ပြတာ current က0ဖြစ်တယ်တွေ့နော် current နဲ့ပေါ့အဲ့တဖြည်းဖြည်းနဲ့သူလဲပြီးလာတယ်နောက်ဆုံးလဲလာလို့ရှိရင်ဒီ magnetic field နဲ့ဖြည်းဖြည်းချင်းတွေ့တယ်ဆိုရင် current ကတဖြည်းဖြည်းတိုးပြီးရင် current တိုးသလို voltage လည်းတိုးတယ်နော်အဲ့တော့ perpendicular ဖြစ်တဲ့အချိန် magnetic field နဲ့သူက perpendicular ဟို direction ရကြည့်ရင်တော့တစ်သားတည်းဖြစ်နေတယ် coin နဲ့ဆိုရင်တော့ parallel ဖြစ်နေနော်ဟို motion နဲ့ကြည့်မယ်ဆိုရင်တော့ perpendicular ပေါ့ magnetic field perpendicular ဖြစ်တဲ့အချိန်ဒီ voltage အမြင့်ဆုံး current အမြင့်ဆုံးနော်အဲ့အချိန်မှာဒီ graph ကိုကြည့်လိုက်တော့ maximum တက်အဲ့ဒီမှာဆက်ပြီးလဲပြီးဆိုရင်တခါတဖြည်းဖြည်းနဲ့လဲဆိုတော့ current ကတဖြည်းဖြည်းပြန်ဒါပေမဲ့ polarity change သွားတယ် negative ဖြစ်ပြီးရင် vertical အတိုင်းပြန်ရောက်သွားတဲ့အချိန်မှာ minimum ပြန်ဖြစ်သွားနော်အဲ့တော့ AC ကအဲ့လိုလုပ်တယ်အဲ့ကြောင့်မလို့ AC ကို sine wave နဲ့ထုတ်တယ်အဲ့တော့ဒီ AC ကိုဆရာတို့ chapter 5 လာ wave ခံမှာသင်ခဲ့တဲ့ oscilloscope နဲ့ detail လုပ်ကြည့်ရင်အဲ့လိုပုံစံတွေ့တယ်တချို့ကျတော့ inverter တွေရောင်းတယ်အဲ့မှာ inverter ဒီ DC ကနေ AC ကိုပြောင်းတာအဲ့တော့တချို့ဘာနဲ့အလုပ်လုပ်လဲဆိုတော့ဆရာတို့က မော်တာနဲ့ပတ်သက်တဲ့ AC ပစ္စည်းတွေသုံးတဲ့ဆရာတို့ AC current အတစ်ဖြစ်မှဒီမော်တာတွေကအချက်ချက်ကြလုပ်နိုင်တယ်သူက frequency 50 Hz ဒီလဲတဲ့နှုန်းကတစ်စက္ကန့်ဆရာတို့ဗမာပြည်မှာဆို50 Hz သုံးတယ်ဆိုရင်တစ်စက္ကန့်ဘယ်နှပတ်လဲရအောင်နော်ဒီလဲတဲ့ generator အချိန်50လဲရအောင်အဲ့လိုမလဲဘူးဆိုလို့ရှိရင်ထွက်လာတဲ့ current မှာသူက frequency မမှန်ဘူးဆိုရင်အဲ့ဒီအချိန်မှာခုန inverter ဆိုတာအဲ့ဒါခုန pure sine wave မထွက်ဘူးပေါ့ AC စစ်မထွက် AC စစ်ထွက်တဲ့ကောင်ကလည်းဈေးကြီးတော့ inverter ဖြစ်ပြီးတော့သုံးတဲ့အခါမှာဆရာလည်းအရင်တော့ခံရဘူးလေဒီတိုင်း TV တို့ဘာလို့ဖုန်းကို laptop တို့ဘာလို့လောက်ကပြဿနာမရှိဘူးဥပမာပန်ကာတွေဘာတွေတော့ဖွင့်တယ်ရိုး inverter နဲ့ဖွင့်တယ်ကြာရင်အဲ့ motor လောင်သွားနော်အဲ့ဒီ motor တွေဒီဆရာတို့က AC အတွက် design လုပ်တာတစ်စက္ကန့်ကိုအချိန်50လုံးနဲ့သူကထွက်နေမှာလဲတဲ့နှုန်းကမှန်မှန်ကန်ကန်လဲအဲ့ဒါကိုသူက DC current တော့ပေးလိုက်တဲ့အခါ motor တွေလောင်မယ်ဆိုရဖြစ်စဉ်ဖြစ်တယ်။ဒါပေမဲ့တကယ်လုပ်ငန်းဝင်မှာသုံးတဲ့ motor ဒီပါ generator အကြီးကြီးတွေကြာတော့ခုနသူတို့စဉ်းစားတာဒီလျှက်စစ်ထွက်မဲ့အစိတ်အပိုင်းကလဲနေအစိတ်မပြေဘူးပေါ့။အဲ့တော့ဒီ range ကြီးလဲနေဆိုလျှက်စစ်ထွက်မဲ့စိတ်ပိုင်းလဲနေတာသဘောမကျဘူး။အဲ့တော့သူတို့ကနောက်စဉ်းစားနော်။တန်လိုက်ကိုပဲလဲပြီးတော့လျှက်စစ်ထုတ်မဲ့ solenoid wire ကို
မလဲဘူးပေါ့ stationary ထားမယ်ဆိုပြီးတော့ဟုတ်အဲ့တော့ခုန voltage high voltage ထုတ်မဲ့ generator အကြီးကြီးခုနဒီကလေးအစစ်တို့ပါလို့ Nobita တို့ပါလို့အဲ့ဒီမှာသုံးတယ်ပေါ့ဒီအစစ်ထုတ်မဲ့ ring ကိုလဲပေးရင်ဆက်လို့ပေါ့ခုန solenoid coil ကို stationary ထားတော့အဲ့ရနေ AC output ထုတ်အဲ့ကြရင်လဲမဲ့ magnet ကိုလဲ permanent magnet ကိုမသုံးဘူးဒီဘက်ကနေ DC supply ဖြစ်ပေးနော်အဲ့ဒီ magnet ဖြစ်ဖန်ပြီးပြီးဟုတ်ပြီအဲ့ဒီ generator တွေမှာဒီမျိုးပဲနောက်တစ်မျိုးကတန်လိုက်ကတော့ငြိမ်နေတာပဲဒါပေမဲ့တန်လိုက်ဆက်ကွင်းထဲကိုဝင်လာမဲ့ပစ္စည်းကမငြိမ်ဘူးဆိုရင်ဘာပေါ်လာလဲဆိုတော့ eddy current ပေါ်လာနှုတ်ရှားဒါမှမဟုတ်ရင်ပစ္စည်းကငြိမ်နေမယ်တန်လိုက်ကမငြိမ်ဘူးဆိုရင် eddy current ပေါ်လာတယ်ဒီလှုပ်ရှားပြီးတော့ eddy ဆိုတာတော့ဘာမှလို့ဆိုရင်တော့ဝဲရေထဲမှာဆိုရင်သူကဝဲကြော်လေး eddy လို့ရေလေးတွေလဲနေတာလေတွေ့ဘူးတယ်မဟုတ်လေတွေပါလော်တာတော့ပါဆိုလော်တဲ့အနောက်မှာရေလေးတွေကလဲပြီးကျက်တယ်အဲ့ဒါကို eddy လို့ခေါ်တယ်အဲ့တော့ magnetic field ကခုနလိုမျိုး AC လိုမျိုးပဲတန်လိုက်ကပြောင်းနေတာဖြစ်ဖြစ်အဲ့ပြောင်းနေတဲ့အချိန်ဒီ conductor နဲ့တွေ့တယ်ဒါမှမဟုတ်ရင် conductor ကဒီ magnetic ကမပြောင်းဘူး conductor ကခုနလိုမျိုးအခုဆိုလဲနေတယ်ပေါ့ aluminum disc ရှိရတယ်အဲ့ဒီအချိန်မှာခုန U shape magnet ကိုကြားထဲမှာသွားပြီးညှက်လိုက်တယ်သူက eddy current ပေါ်လာပြီးတော့အဲ့ကောင်ပြေးပြေးချင်းဒီကောင်ရက်သွားတယ်အဲ့တော့ eddy current နဲ့ရက်အောင်နောက်ဗမာသုံးလေးဆိုတော့ခုန magnetic field ကိုအပြန်အလှန်ဖြစ်အောင်လုပ်တယ်အဲ့တော့အပြန်အလှန်ဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် AC နဲ့လုပ်ရမလား DC နဲ့လုပ်ရမလား AC တော့အဲ့တော့ဒီ eddy current ဖြစ်ဖို့အတွက်သူက conductor တစ်ခုရှိတယ်အဲ့ conductor နဲ့ change ဖြစ်နေတဲ့ magnetic field နဲ့ခုန metal တွေနဲ့တွေ့လို့ရှိရင်သူက eddy current ပေါ်တယ်အဲ့ဒီ eddy current ကို detect လုပ်ပြီးခုန metal detector တွေပေါ့ရွှေမကန်းကြီးလို့ပါလို့မှာဆိုသုံးတဲ့လက်စွပ်တွေကျွတ်ကြံခဲ့တယ်ဘာညာပေါ့လို့ရှိတယ်ပေါ့အဲ့ဒါတွေကိုရှာခြင်းလို့ဆိုရင်အဲ့ဒီ metal detector နဲ့ရှာလို့ရဟုတ်ပြီနော်အဲ့ဒါနောက်ဗမာလေးတွေ့ရသေးလဲဆိုတာတော့ induction တန်လိုက်နဲ့သုံးတဲ့မီးပေါ့နော်အဲ့ဒီဟာလည်း eddy current ပဲအချိန်မှဒီ changing magnetic field ပေးပြီးတော့ eddy current ဖြစ်လာတယ်အဲ့ဒီကောင်နဲ့ resistance ရှိတဲ့ metal ပစ္စည်းနဲ့သွားတွေ့ရင်အပူထွက်တယ်ခုနဒီ magnet နဲ့ခုန solenoid နဲ့တွေ့တဲ့အချိန်နော် current ဘယ်လိုစီးလဲ bel direction သွားလဲဆိုတာနော် Lanz's law နော် LEN Z နော် S လို့နော် LEN Z Lanz's law သူကပြောတာ law helps us to find the direction of the induced current in a loop when it is placed in a magnetic field which is changing. As the magnet moves towards the solenoid, this induces current in the solenoid. The induced current creates a magnetic field. The loop produces a north pole to oppose the magnetic field of the approaching north pole of the magnet. When the magnet stops moving, there is no changing magnetic field. The current in the loop is zero. Now, when the magnet is pulled away from the solenoid, there is a changing magnetic field in the loops of the solenoid. This induces current in the loop. However, this time the loop has a south pole generated, which attracts the magnet and opposes the motion of the magnet away from the solenoid. The induced current is therefore in the opposite direction. ခုနရှင်းပြထားတဲ့အတိုင်းပဲเนาะဒီ north pole ကိုဒီ solenoid ဘက်ကိုဆွဲလာမယ်ဆိုရင် solenoid ရဲ့ဆွဲခံတဲ့ဘက်မှာ north pole ပေါ်ပြီးတော့ current က anti-clockwise direction ကလည်းစီးမယ်တကယ်လို့သာဆင်းနေတဲ့ direction ကိုပြန်ဆွဲသွားရင် attractive force ပေါ်ပြီးတော့ attractive force ရှိတဲ့အတွက်ကြောင့်လို့ဒီဘက်ချမ်းက south pole ဖြစ်ပြီးတော့ anti-clockwise direction ကိုစီးမယ်အဲ့တော့
magnetic field ပြောင်းသွားတော့ current ကိုလိုက်ပြောင်းစေခုနပြောရတဲ့အထဲမှာဒီလို solenoid ပုံမှာဆိုရင်တော့ current တစ်ခုအနေနဲ့စီးပြီးတော့ changing magnetic field ကရိုး metal တွေအပိုင်းအစတွေပေါ်မှာဆိုရင်နော်အဲ့ဒီ current ပေါ်မယ်ဆိုရင် Hi and welcome back to my YouTube channel. In this video, we will talk about the AC generator. AC generator is an electric machine that converts mechanical energy to electrical energy in the form of an alternating electromotive force or alternating current. AC generator works on the principle of electromagnetic induction. So when we have relative motion between a coil and a magnetic field, an electric current or electromotive force is induced in the coil. Let's look at the basic components of AC generator. Armature is part of an AC generator which carries a current and consists of many coils of wire. Armature converts electrical power to mechanical power in the form of torque and transfers it via the shaft. Shaft is movement part and it's connected to armature. Field magnet consists of two poles, north and south pole. Field magnets are concave and cylindrical shape and therefore produce radial magnetic field. Direction of the magnetic field is from north to south pole. Slip rings S1 and S2 are connected to the armature and rotate together with it. The slip ring consists of a circular conducting material အဲ့တော့အမြင်ကိုသေချာရှင်းဖို့မှာပထမ slip ring ကကျတော့ coin ရဲ့ဒီဘက်အစ connect လုပ်ထားတယ်နော်ဒုတိယ slip ring ကကျတော့ coin ရဲ့ဒုတိယအစမတူဘူးနော်တစ်ဆက်တည်းမဟုတ်ဘူး that is connected to the armature rotor windings. Slip rings are used to bridge, transfer, and carry the power to and from the rotor of an AC generator. Brushes B1 and B2 are usually made of carbon. One end of each brush is in contact with rotating slip ring and the other end is connected to the other circuit. Galvanometer is connected to outer circuit. Purpose of galvanometer is to show the flow of current in the external circuit. Furthermore, we will explain the working principle of the AC generator. When the armature rotates between the poles of magnetic field, armature cuts the lines of magnetic field and generates current in the coil of armature. This induced current then flows through the circuits connected to the armature. In fact, it flows through the armature, slip rings brushes, and through galvanometer, in which we have a response. As you can see, galvanometer needle swings between အဲ့တော့တကယ် galvanometer ဆိုရင်တော့သူကအဲ့လိုပြမှာနော် positive ဒီ coin က AB လေးပေါ့အဲ့ဒီ A လေးကဟိုဘက်ချမ်းရောက်သွားရင် current တစ်မျိုးစီမယ် A ကဒီဘက်ချမ်းပြန်ရောက်သွားရင် current တစ်မျိုးစီတကယ်လို့ဒါလေးဒီမှာ slip ring မျိုးရဲမဟုတ်ဘဲနဲ့ slip ring commutator ချမ်းနဲ့လောက်တာနော်ဒီဘက်ညာဘက်ချမ်းက positive ဆိုဘယ်ဘက်ချမ်းက negative ကြီးပဲတော့ဆိုဖြစ်ဒီလိုမပြောင်းတော့နော် negative and positive values. This means that alternating current passes through galvanometer. When current is induced in the armature, it's necessary to know the direction of that induced current. So initially, armature coil ABCD is in a vertical position. Armature part AB is up while part CD is down. As you already know, direction of the magnetic field is from north to south pole. Undergo half rotation in clockwise direction, part of armature AB goes down while part CD goes up. According to Fleming's right-hand rule, the thumb indicates the direction of movement of the armature part CD. It is in fact direction of the force, which is upwards. First finger points direction of magnetic field from north to south pole, and second finger shows direction of induced current. In our case, current will flow in direction DCBA of armature and from brush B1 to brush B2 through galvanometer. If we take another half rotation, part of armature AB moves up while part CD moves down,
Again, according to Fleming's right-hand rule, the thumb indicates the direction of movement of the armature part CD. It is in fact direction အဲ့တော့ခုနလိုပဲကိုကဘယ်ဘက်ကိုကြည့်မလဲ AB ဘက်ကိုကြည့်မလား CD ဘက်ကိုကြည့်မလားဘယ် direction ကိုသွားလဲဆိုတော့ကြည့်ဟိုကတော့ downward နော် CD ဘက်က downward ဖြစ်နေတဲ့အတွက်ကြောင့်မလို့လက်မကိုအောက်ကိုဆက်လိုက်တယ်ပြီးရင် not to south ကိုလက်ညှိုးညွှန်လိုက်တယ်ဆိုရင်လက်ကလေးဟာ screen ရဲ့ပြန်ထွက်လာတယ်အောက်ပါကားနော်ကားရဲ့ beta direction ကို of the force, which is downwards. First finger points direction of magnetic field from north to south pole, and the second finger shows direction of induced အဲ့ဒါ right hand နော်ညာဘက်လက်ကိုသုံးပါနော် left hand သုံးရင်မှာပါအဲ့တော့ဒီကမှန်မှာ generator ဒီ right hand လား left hand လား right hand right hand နော်အဲ့တော့ right hand ကိုသူ့လိုပုံစံဖြစ်အောင်လို့ပြောတာလောက်လိုက်လို့ရှိရင်မဖြစ်ဘူးလေနည်းနည်းတော့ left လိမ့်တဲ့ချိန်မှာပြဿနာနေရှိနော်လက်နေသားကြပါရင်တော့ပြန်နော်ပြီးရုံညွန်မယ် motion ကိုညွန်ပြီး current direction ရပါ current. In our case, current will flow in direction ABCD of armature and from brush B2 to brush B1 through galvanometer. To conclude, induced current changes direction for every half rotation. Next thing we need to see is how induced EMF changes over time. To see this graphically representation of induced EMF, we have to assume that armature needs T seconds to complete full rotation. In time, T equals 0 seconds armature, ABCD is in a vertical position. Part of armature AB is up and part CD အဲ့တော့ပထမအဆုံးဒီ vertical position နဲ့စ D0 ပေါ့နော် is down. Part of armature AB and part CD moves parallel to the magnetic field at that moment. Also at that အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ coil ရဲ့ movement က magnetic field နဲ့ parallel ဖြစ်နေတယ်နော် induced voltage မထွက်ဘူး moment, the rate of change of magnetic flux is 0. Therefore, induced EMF is 0. For the first quarter rotation, from T equals 0 seconds to T over 4 seconds, part of armature AB moves down and part CD moves up. In this period, induced EMF increases from 0 to maximum value. In T over 4 seconds, armature is in horizontal position in relation to the magnetic field. In T over 4 seconds, rate of change of magnetic flux momentarily gain maximum value. Therefore, the induced EMF at this position is maximum. During second quarter of rotation, from T over 4 seconds to T over 2 seconds, part of armature AB moves again down and part CD moves up. In T over B and part CD moved EMF from T over 2 seconds to 3T EMF induced EMF change T over 4 seconds. Induced EMF gained its negative value. Finally, during the last quarter of rotation, from 3T over 4 seconds to T seconds, part of armature AB goes up, part CD moves down. In this period, induced EMF decreases from its maximum negative value to 0. In time, T seconds armature is in a vertical position. Again, armature is moving parallel with magnetic field. Rate of change of magnetic flux is 0. Therefore, induced EMF is 0. From this graphical representation, we saw how induced current changes in time. As you probably already know, the term AC, or alternating current, generally refers to a time-varying waveform or sinusoid, and we saw that sinusoid in this graphical representation. အဲ့တော့ဆယ်လို့ကဒီ AC current ကို represent လုပ်လို့ရှိရင် sine wave နော် sine wave ပုံစံတိုင်းသွားတယ် voltage အနေမြင့်တက်ကြတာ sine wave တိုင်းသွားတယ်မိလိုက်ခွန်လိုက်နဲ့ဖြစ်နေတယ်ဒါပေမဲ့လည်းပဲတစ်စက္ကန့်မှာ50အချိန်50ဆိုတော့မျိုးလုံးနဲ့ဒီတက်မလုံးနိုင်ဘူးเนาะအဲဒါကြောင့်မလို့မီးတွေပါလေထွန်းထားရင်တစ်စက်သေးလင်းနေတယ်လို့ထင်ရပေမဲ့တကယ်ကသူတို့ဒီမိလိုက်လင်းလိုက်နဲ့တစ်စက္ကန့်အတွင်းအချိန်50ဖြစ်เนาะအဲဒါကြောင့်မလို့ frequency မမှန်ရင်ပစ္စည်းတွေပြည့်စည်တယ်ဆိုတာ
ဒီ frequency နဲ့ကိုက်အောင်ထုတ်ထားတဲ့ပစ္စည်းကဒီလောက်ခံနေတယ်ဒီ frequency နဲ့မကိုက်ဘူးဆိုရင်မခံဘူးနော်ပြတ်တာပေါ့ပန်ကာတွေပါဆိုလည်းခဏခဏလောင်တာနော်အဲ့ဒါ sine wave ဒီ pure sine wave ဟုတ်မဟုတ်စစ်ချင်ရင် oscilloscope နဲ့စစ်ပြီးနော်အဲ့လိုထွက်လာတဲ့ voltage က variation က sine wave ပုံစံတိကျထွက်တယ်ရပြီနော်အဲ့ဆိုရင် generator rule animation နဲ့မြင်သွားပြီနော်မြင်လောက်